မင်္ဂလာပါချစ်လာဆွတ်သောဓမ္မမိတ်ဆွေပေါင်းတို့ကျွန်တော်တို့ဟာဝါရင်းကာလာရဲ့နောက်ဆုံးတနင်္ဂနွေနေ့လို့ပြောလို့ရမယ်ပြင်စမတနင်္ဂနွေနေ့ကိုရောက်ရှိခဲ့ကြပြီမတ်လ29ရက်နေ့ဆိုလို့ရှိရင်သခင်ခရစ်တော်ယေရုရှလင်မြို့ထဲကိုခမ်းနားစွာဝင်တဲ့ထိပ်မှတ်ကိုကျင်းပရင်းနဲ့တန်ရှင်သောအပတ်ကိုကျွန်တော်တို့စတင်ကြတော့မှာဖြစ်တယ်တနင်္ဂနွေနေ့မှာထောက်ရှုဖို့အတွက်ပေးထားတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ကသခင်ခရစ်တော်ဟာတေပြီးတာ4ရက်ကြာပြီးတဲ့လာဇရုကိုရှင်ပြန်ထမြောက်စေတဲ့အကြောင်းကိုကျွန်တော်တို့ကိုထောက်ရှုဆင်ခြင်ခိုင်းတယ်ပြီးခဲ့တဲ့တနင်္ဂနွေနှစ်ပတ်ရဲ့ဟာနဲ့ဆက်ပြီးကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဝါရင်းကာလတတိယတနင်္ဂနွေနေ့မှာသခင်ခရစ်တော်နဲ့စာမာရိတန်အမျိုးသမီးရဲ့စုံတွေ့ခြင်းကြောင့်ကျွန်တော်ကြားခဲ့ကြရတယ်စတုတ္ထတနင်္ဂနွေနေ့မှာမွေးကလေးကမျက်စိမမြင်တဲ့လူတစ်ယောက်ကိုကုသပေးတဲ့အကြောင်းကိုကျွန်တော်ကြားကြရတယ်ဖတ်ရှုခဲ့ရတဲ့ကျမ်းစာတိုင်းမှာကျွန်တော်ဘာကိုထူးခြားတာတွေ့ရလဲဆိုလို့ရှိရင်ယုံကြည်ခြင်းကိုဝန်ခံကြတဲ့အကြောင်းကိုကြားရတယ်တတိယတနင်္ဂနွေနေ့ကစာမာရိတန်အမျိုးသမီးနဲ့တွေ့တဲ့တနင်္ဂနွေနေ့မှာစာမာရိတန်အမျိုးသမီးရဲ့ဝန်ခံချက်တွေမကဘဲနဲ့အဲ့စာမာရိတန်ရွာတဲကလူတွေရဲ့ဝန်ခံချက်ကိုကျွန်တော်ကြားခဲ့ကြရတယ်ဘယ်လိုဝန်ခံထားသလဲဆိုလို့ရှိရင်ယခုငါတို့သည်သင်ဤစကားကြောင့်ယုံကြည်ကြခြင်းမဟုတ်တော့ငါတို့ကိုယ်တိုင်ကြားနာကြရပြီဖြစ်၍ကိုတော်သည်ဤလောက၏ကယ်တင်ရှင်အမှန်စင်စစ်ဖြစ်တော်မူကြောင်းကိုငါတို့သိကြလေပြီဆိုပြီးတော့ရွာသားတွေကသခင်ခရစ်တော်ဟာဤလောက၏ကယ်တင်ရှင်အမှန်စင်စစ်ဖြစ်တယ်ဆိုပြီးတော့ဝန်ခံခဲ့ကြတယ်စတုတ္ထတနင်္ဂနွေနေ့မှာမွေးကလေးကမျက်စိမမြင်ရတဲ့သူကဘလို့ဝန်ခံတယ်လဲဆိုလို့ရှိရင်သခင်အကျွန်ုပ်ယုံကြည်ပါ၏ဟုပြောဆို၍ကိုရောကိုပြဝတ်ရှိခိုးလေ၏သခင်ကျွန်ုပ်ယုံကြည်ပါတယ်ဆိုပြီးတော့ယုံကြည်ခြင်းကိုဝန်ခံခဲ့တဲ့အကြောင်းကျွန်တော်ကြားရတယ်ဒီပြင်စမတနင်္ဂနွေနေ့မှာလည်းယုံကြည်ခြင်းကိုဝန်ခံတဲ့စကားလုံးတွေကိုကျွန်တော်ကြားကြရတယ်ယုံကြည်ပါသည်သခင်ကိုတော်သည်ဤလောကသို့ကြွလာတော်မူသောဖျားဤသားတော်ခရစ်တော်သခင်ဖြစ်တော်မူကြောင်းကိုကျမယုံကြည်ပါသည်ဆိုမှပြန်ဖြေတယ်သခင်ခရစ်တော်ကိုယုံကြည်လာကြတဲ့အကြောင်းလေးသခင်ခရစ်တော်ဟာဘလို့မျိုးပုဂ္ဂိုလ်မျိုးဖြစ်တယ်လဲသူဟာဖျားရဲ့သားတော်ဖြစ်တယ်သူဟာဤလောကကိုကယ်တင်မဲ့ကယ်တင်ရှင်ဖြစ်တယ်ဘာဖြစ်လို့တနင်္ဂနွေ3ခုဆက်တိုက်ဒီယုံကြည်ခြင်းဝန်ခံခြင်းတွေကိုပြောပြတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုလည်းပြန်စဉ်းစားခိုင်းတယ်ကျွန်တော်တို့ယုံကြည်လက်ခံကိုးကွယ်နေတဲ့သခင်ယေရှုကဘယ်လိုမျိုးပုံကိုမျိုးဖြစ်တယ်လဲကျွန်တော်ဝါရင်းကာလမှာကိုယ့်ရဲ့အပြစ်တွေနောင်တရပြီးဆုတောင်းခြင်းတွေအစာရှောင်ခြင်းတွေပေးကမ်းစွန့်ကြဲခြင်းတွေနဲ့နေလာကြပြီးတဲ့အချိန်မှာသခင်ခရစ်တော်ကကျွန်တော်တို့အတွက်ဘယ်သူဖြစ်တယ်လဲဒီကနေ့ကြားနာရတဲ့အဖြစ်အပျက်လေးကိုပြန်ပြီးတော့ထောက်ရှုဆင်ခြင်လိုပါတယ်လာဇရုနေမကောင်းဘူးဆိုတဲ့အကြောင်းကိုသူ့ရဲ့အမတွေကသခင်ခရစ်တော်စီကိုတည်င်းစကားပို့တယ်ဒါပေမဲ့သခင်ခရစ်တော်ဟာမသွားဘဲနဲ့နေခဲ့တယ်လာဇရုတည်တော့မှသွားခဲ့တယ်မျက်စိမမြင်တဲ့လူကိုမျက်စိမြင်စေတဲ့ချိန်မှာလည်းပဲတပည့်တော်ကြီးကမေးတယ်ဘသူအပြစ်ကြောင့်မို့လို့ तू ဟာမွေးကလေးကမျက်စိမမြင်ရတာလဲလို့မေးတဲ့ချိန်မှာဘသူအပြစ်ကြောင့်မှမဟုတ်ဘူးဖျားခင်ဘုန်းကုံတော်ထင်ရှားစေဖို့ဖြစ်တယ်လို့ပြောတယ်လာဇရုဖျားနာလေးပါလို့သတင်းပေးတဲ့ချိန်မှာဒီဖျားနာခြင်းကတည်လောက်တဲ့ဖျားနာခြင်းမဟုတ်ပါဘူးတဲ့ဖျားခင်ဘုန်းကုံတော်ဟာလာဇရုကနေထွန်းတောက်စေမဲ့အကြောင်းသာလင်ဖြစ်ပါတယ်လို့ပြောတယ်ပတိယောကိုသွားတဲ့ချိန်မှာမာသားသခင်ယေရှုကိုဘယ်လိုပြောလဲဆိုလို့ရှိရင်သခင်ဖျားဤနေရာ၌ကိုတော်ရှိခဲ့ပါလျင်ကျမ၏မောင်သည်တည်ရလိမ့်မည်မဟုတ်ပါအဖြစ်ပြက်ကိုဆက်ပြီးဖတ်သွားမယ်ဆိုလို့ရှိရင်မေရီကလည်းဒီစကားကိုပဲပြောတယ်သခင်ဖျားကိုတော်သည်ဤနေရာ၌ရှိတော်မူခဲ့ပါလျင်ကျမ၏မောင်သည်တည်ရလိမ့်မည်မဟုတ်ပါလို့ပြန်ပြောတယ်မာသားရောမေရီရောခံစားချက်ကဘာလဲဆိုတော့ကျမတို့ရဲ့မောင်နေမကောင်းပါဘူးလို့ကိုတော့ကိုပြောတယ်ဒါပေမဲ့ကိုတော့မလာဘဲနဲ့သူ့ကိုတေခိုင်းခဲ့တယ်
အခုတည်ပြီးပြီကျွန်တော်တို့ရဲ့ဘဝရဲ့အတွေ့အကြုံတွေထဲမှာဖျားသခင်ကိုကြိမ်ဖန်များစွာမိငုံထုတ်ပူးကြတယ်ဘာဖြစ်လို့ဒီအရာကြီးကိုကျွန်တော်တို့တွေ့ကြုံစေတာလဲဘာဖြစ်လို့ဒီလိုဒုက္ခတွေကိုပေးတာလဲဘာဖြစ်လို့ဒီလိုနာကျင်မှုတွေတွေ့ရတာလဲဆိုတော့ဖျားသခင်ကိုကျွန်တော်မိငုံတွေထုတ်ကြတယ်အချိန်တွေကြော်လွန်သွားပြီးတော့မှဒီဖြစ်ပျက်တွေကတွေ့ကြုံရတဲ့အချိန်မှာနာကျင်ရတယ်ငိုကြွေးရတယ်ဝမ်းနည်းရတယ်ဆိုပေမဲ့ဒီအဖြစ်ပျက်တွေလွန်သွားပြီးတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဘဝအတွက်ကောင်းတဲ့အရာတွေဖြစ်လာတာမျိုးတွေကိုကျွန်တော်တွေ့ရတတ်ကြတာပဲဖျားသခင်ကသူ့အချိန်တန်တဲ့အချိန်မှာကျွန်တော်တို့အတွက်လိုအပ်တဲ့အရာတွေကိုအမှန်တကယ်လှုပ်ဆောင်ပေးပါလိမ့်မယ်သခင်ခရစ်တော်ကမာသားနဲ့မာရိယာတို့ရဲ့အိမ်ကိုဝင်တဲ့အချိန်မှာဂျူးလူမျိုးတွေငိုကြွေးနေကြတာတွေမာရိယာရဲ့ငိုကြွေးနေခြင်းကိုတွေ့ရတဲ့အချိန်မှာစိတ်အလွန်ထိခိုက်သဖြင့်ညီးတွားတော်မူတယ်လို့ပြောတယ်။သခင်ယေရှုဟာမျက်ရည်ကျတယ်လို့ပြောတယ်။သခင်ယေရှုကျတဲ့မျက်ရည်ကဖျားသခင်ရဲ့မျက်ရည်ပဲ။တခါတလေကျွန်တော်တို့ရဲ့ဘဝရဲ့နာကျင်မှုတွေထဲမှာဖျားသခင်ကဘာမှမလုပ်ပေးဘူးလားလို့မြေကိုမေးတဲ့ချိန်မှာဖျားသခင်ကကျွန်တော်တို့နဲ့အတူတူမျက်ရည်ကျနေတယ်ကျွန်တော်တို့နဲ့အတူတူဖျားသခင်ကငိုကြွေးနေတယ်ကျွန်တော်တို့ရဲ့မျက်ရည်တွေနဲ့အတူတူဖျားသခင်လည်းမျက်ရည်ကျပြီးတော့ပါဝင်ခံစားပေးနေတယ်ဆိုတော့ကိုပဲကျွန်တော်တို့စဉ်းစားနိုင်စွမ်းရှိမယ်တမန်ကျမ်းစာဖော်ပြတဲ့ဖျားသခင်ကဘလို့ဖျားသခင်ဖြစ်လဲဆိုလို့ရှိရင်လူတွေနဲ့အတူတူထက်တူခံစားသိနေတဲ့ဖျားသခင်ဖြစ်တယ်ဆိုတော့ကိုအခိုင်အမာဖော်ပြတယ်ထွက်မြောက်ရကျမ်းမှာဖျားသခင်ကမိုးစေကိုခေါ်တဲ့ချိန်မှာဘာပြောလဲဆိုရှင်အီဂျစ်ပြည်မှာရှိတဲ့ငါလူတွေဆင်းရဲဒုက္ခခံရတာကိုငါမြင်တယ်သူတို့ရဲ့ငိုကြွေးသံတွေကိုငါကြားရတယ်အလုသမားခေါင်းဆောင်တွေရဲ့နိုင်ထက်စီးနေလုံမှုကြောင့်မလို့သူတို့ဒုက္ခခံစားနေရတော့ကိုငါသိတယ်လို့ပြောတယ်ငါမြင်တယ်ငါကြားတယ်ငါသိတယ်အဲ့ဒါကြောင့်ငါသူတို့ကိုကယ်တင်မှုဆင်းလာတယ်ဆိုပြီးတော့မိုးစေကိုပြောခဲ့တယ်ကျွန်တော်တို့ရဲ့ဖျားသခင်ကကျွန်တော်တို့နဲ့အတူတူခံစားတဲ့ဖျားသခင်ဖြစ်တယ်။ဒါကြောင့်သခင်ခရစ်တော်ဟာစိတ်ထိခိုက်ပြီးညီးတွားတော်မူတယ်။မျက်ရည်ကျတော်မူတယ်။ကျွန်တော်ဒီကနေ့ဖတ်တဲ့ Prophet Ezekiel ကနေမှကောက်နှုတ်ဖတ်တဲ့ကျမ်းစာမှာဖျားသခင်ပြောတယ်။အိုငါ၏လူတို့တင်တို့၏တင်းချိုင်းများကိုငါဖွင့်၍တင်တို့ကိုတင်းချိုင်းထဲမှထွက်လာစေပြီးလျှင်ဣသရေလပြည်သို့ပြန်လည်ပို့ဆောင်မည်။ဣသရေလလူမျိုးတွေဟာဘာဘီလုံမှာကျွန်ခံနေရတဲ့အချိန်မှာကိုနှစ်သိမ့်ပေးတဲ့စကားဖြစ်တယ်။ Prophet ရဲ့စကားကဒီမှာလာပြီးတော့ပြည့်စုံတယ်လို့ပြောလို့ရတယ်။လာဇရုရဲ့ရှင်ပြန်ခြင်းကနေမှကျွန်တော်တို့ဘယ်လိုခွန်အားယူကြမှာလဲ။ဒီကနေ့ကျွန်တော်တို့ရဲ့နိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့အရာတွေကမျောလင်းချက်မဲ့နေလို့ဖြစ်တယ်။တင်းချိုင်းထဲမှာလှောင်ပိတ်ခံနေရသလိုပဲမှောင်မဲနေတဲ့ဘဝကြီးတွေမှာကျွန်တော်နေရတယ်။ဘာမှမျောလင်းချက်မရှိတော့သလိုဘလို့မှထွက်ပေါက်မရှိတော့သလိုကျွန်တော်ခံစားရမယ်ဒီနေ့သခင်သူကျွန်တော်တို့ခေါ်နေတယ်ထွက်ခဲ့လို့ပြောတယ်တခါလေကြလို့ရှိရင်လှောင်ပိတ်ခံထားရတာကခန္ဓာကိုယ်ကြီးဖြစ်ချင်မှဖြစ်မယ်ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကျွန်တော်တို့ရဲ့ဝမ်းနည်းမှုတွေလားကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကင်းမဲ့မှုတွေလားကျွန်တော်ရဲ့ယုံကြည်ခြင်းတွေပျောက်နေတာကြောင့်မို့လားပေါင်မဲနေတဲ့တင်ချိုင်းတဲ့ကြောင့်နေတဲ့ပုံစံမျိုးဖြစ်နေပါလိမ့်မယ်ဒီကနေ့သခင်ခရစ်တော်ကကျွန်တော်တို့ကိုခေါ်နေတယ်ထွက်ခဲ့လို့ပြောတယ်မျောလင်းချက်ကင်းမဲ့နေတဲ့ဘဝတွေထဲကနေယုံကြည်ခြင်းတွေကိုတဖန်ပြန်လည်ပြီးတော့ဝန်ခံကြရအောင်ဖျားခင်ကျေးဇူးတော်လည်းဖြစ်တယ်ကျွန်တော်တို့လူသားများဘက်ကလည်းရဲရင်တဲ့စိတ်နဲ့ရှောက်လန်းဖို့လည်းလိုပါတယ်ထောက်ရဖျားခင်ကျွန်တော်တို့အားလုံးကိုကောင်းချီးပေးတော်မူပါစေ